Hello ဒီတစ်ခါဝတ်သားနဲ့ချမောင်ကြောပြမှာဖြစ်ပါတယ်ပထမဆုံးချွေရင်အကြာကြီးစားလိုက်ခဏလေးဖြစ်တဲ့ချမောင်ရွက်တွေကိုခြေဝါအောင်လို့စွန်းနေမုံလေးထည့်ပြီးမှုပါမယ်ဝတ်သားမစားတဲ့လူတွေအတွက်ကတော့ကိုယ့်နေရာမှာအလွယ်တကူအစားထိုးခံခဲ့ရဆိုမျိုးပစုံကိုစားထိုးပြီးချက်လို့ရပါတယ် I'm sorry just kidding ရတာပုံငံကိုကြိုက်လို့ထည့်လို့ရပါတယ်ဝတ်သားကိုကြက်တော်ဖြူနေငုတ်သီးစိမ့်မှုံရဲ့ငုတ်သီးအကျန်းမှုံရဲ့ရောပြီးတော့စီတက်ပါမယ်ဝတ်သားလေးခြောက်သွားပြီဆိုရင်ရေထည့်ပြီးတော့အုပ်ထားလိုက်ပါမယ်နော်ဝတ်သားချက်တဲ့အနေထားရောက်ပြီဆိုလို့ရှိရင်လီးထားတဲ့မြစ်ကလေးတွေကိုထည့်လိုက်ပါမယ်ဝတ်သားနဲ့မြစ်တသားရဲကျသွားပြီဆိုလို့ရှိရင်တော့ပဇွန်ငပိကိုရေဖြောထားတာလေးနည်းနည်းထည့်ပါမယ်ဒီနေရာမှာအရသာမုတ်တော့ငပြားရီကိုလိုရင်ထည့်လို့ရပါတယ်ဆိုရင်ခုနကချက်ထားတဲ့ချမောင်လေးထည့်ပြီးတော့တင်တို့သမီးအောင်မှမှုေသလိုအားရပါရကိုမှုေပါမယ်မှုေခြင်းတော့ချမောင်ရက်ကိုသာအားရပါရမှုကြပါပိုစားလို့ကောင်းပါတယ်အလုံးပြီးရင်ငွေဒီဇိုင်းလေးအုပ်ပါမယ်အားရတော့စီလျှော့ပြီးကြော်ထားတဲ့အတွက်ချမောင်ကြော်က a little လေးရချောင်းနေပါတယ် Thanks for watching bye